ရှင်ဒီဗီဒီယိုကြည့်နေတာ motivation ရကြလို့လားအပိုးတွေရှင်နေတိုင်းပြင်းနေတာအချိန်ဆွဲနေတာတွေကရှင်ကိုအသုံးမကျတဲ့ကောင်ပဲဖြစ်စေတာ Charles Duhigg ရေးတဲ့အလေးအကျင့်စွမ်းပကားစာအုပ်ကရှင်လိုလူတွေအတွက်ရေးထားတာစိတ်ကူးရင်မနေနဲ့ motivation ဆိုတာခဏပဲတကယ်ပြောင်းလဲမှုက system ကလာတာအလေးအကျင့်ဆိုတာအချက်ပြမှုလှုပ်ဆောင်မှုနဲ့စုလက်ဆိုတဲ့တန်တရားပဲရှင်အချိန်ဆွဲနေတာကရှင်အုံနောက်ကအလွယ်လန်းလိုက်ဖို့အချက်ပြမှုကိုစောင့်နေလို့ပဲအဲ့ဒီအကျင့်ဆိုးတွေကိုဖျက်ချင်ရင်အချက်ပြမှုကိုသိတာအောင်လှုပ်ဆောင်မှုနဲ့အစားထိုးလိုက်ဥပမာဖုန်းကင်ခြင်းနဲ့အချက်ပြမှုလိုက်အလုပ်တစ်ခုကိုချက်ချင်းထလုပ်ပြအုံနောက်ထဲကဘေးဆဲကန်ကလီယာကိုအလိုအလျောက်အလုပ်လုပ်သွားအောင်အတင်းခိုင်းအမြဲတမ်းစင်ကျင်ပေးနေမဲ့အစားအောင်မြင်မှုသေးသေးလေးတွေကနေစတင်ပြီးတော့ရှင့်အုံနောက်ကိုစနစ်တကျပြန်ပြင်းစိတ်ဆွမ်းအားဆိုတာကြွက်သားလိုပဲရှင်ကအသုံးမချလို့ပျော့ညံ့နေတာရှင်အခုအပြောခံရတာကိုနားရဲဆိုရင်အဲ့ဒါရှင်ညံ့နေလို့ပဲနာရင်အခုချက်ချင်းရှင်ရဲ့အကျင့်ဆိုးတွေကိုဖျောက်ပြီးတော့အလုပ်လုပ်တော့